Tapi sebuah pihak yang turut pusat juga suka menghina. Sebab cuma ada mana tanah ini, berapa ikannya, pasta sudut campur dengan ikannya, ini stop. Papia kuro ti mare. Ikne kuro ma jawla le tatmidi. Lota ma sinsa sin mare. Tupata long sunoro chakare nupate aro. Idai me na khalai soba me lu sei sopya de ludi. Sekula sei mare. Sunoro phya na ra si le sutang bai mare seku jwa la ba. Naw pi ro phya sin twe la me ni ye ma ro akaw song attention biro mulo miatema pawu melo pawu chine sana side lile segu tela si mare koya tadi demiri leima yicha si po twe sana side lile tela ke ba do sudang pe ma phi pa le kemya lou kan yi asi pye sei chine sana si le sudang pe chimare yaad kya chonoru tyaw si ye Ake Vietnam ko Kuju Sai Piroma Chile Pia Pipare. Tino ko Trine Chishu Dom Soto
တီတော့နဲ့ဆုပ်ရခြင်းမှုချင်းများတို့ကိုတော်၌အာနာချလို့ပြောပါတယ်တီတော့စပင်ကိုလည်းရည်တွက်ပြီးပြီလို့ပြောပါတယ်တီရဲ့ခြေလမ်းမြောက်ကိုလည်းရည်တွက်ထားပြီးပြီလို့ပြောပါတယ်ဒါလောက်ဝိယူဆိုင်တဲ့ဘုရားရှင်ကိုကျွန်တော်တို့ဒီနေ့ဆုတောင်းရအောင်ဘာလို့အနေနဲ့ကိုယ့်ကိုတီးဆုံးပဲကျမ်းမာခြင်းလိုအပ်လားအလုတ်ကင်တွေ့လားပညာရေးအတွက်လားကိုယ်တော်နှုတ်ကပတ်တော်ကိုတန်ရှင်းတော်ဝင်တော်ဖွင့်ပြဖို့အတွက်လားလာမယ့်နေ့ရက်မှာကိုယ်တော်လူတော်တဲ့တက်ရှိဖို့ရအတွက်ကျွန်တော်တို့ကဆုတောင်းရအောင်ဖဖျားရှိကိုယ်တော်ကျေးဇူးတင်တယ်ကိုယ်တော်ဒီနေ့ဒီမှာရောက်လာတဲ့သာသမီများကိုယ်တော်ပုံတော်နာမတော်ကိုယ်တော်ကိုယ်တော်ကျေးဇူးဘာသာလုံးနှုတ်ကပတ်တော်ကိုခံရတဲ့ကိုယ်တော်ပြီးတော့တော်ကျေးဇူးတင်ပါတယ်ကိုယ်တော်တက်တာမှာကိုယ်တော်ပဲလိုအပ်ပါတယ်ကျွန်တော်တို့တက်တာမှာလိုအပ်နေတာဆွေးဝဲမဟုတ်ပါဘူးကျွန်တော်တို့တက်တာမှာလိုအပ်နေတာကိုယ်တော်ပဲဖြစ်ပါလေကိုယ်တော်အတူအစီအမံလိုအပ်ပါတယ်မောရှိကပြောပါတယ်ကိုယ်တော်မပါဘူးဆိုတော့မတော်ဘူးလို့ပြောပါတယ်ကျွန်တော်ဒီသားသမီးတို့ကကိုယ်တော်မျက်မှောက်တော်သူကြည့်ရတဲ့ဒီစက်ကိုဆောင်ရွက်ဒီစက်ကိုပြီးတော့တာလို့ပြောတယ်ကိုယ်တော်ကြမ်းမှာတော့ဒီမဲ့ကိုလည်းကျမ်းမာခြင်းပေးတော်မူပါဒါသူမြင်မလေးမှာတော့သူမြင်လေလိမ္မာရိတ်ချသိချင်တော်မူပါဓမ္မတရားကိုပိုက်ချနာလေဖို့ဝိညာဉ်တော်အပြင်ဖွင့်ပြပေးတော်မူပါအိုးဖောက်ပြကြအလောကအစီအစဉ်တော်သူလားလောကကိုင်းနာနေအစီအစဉ်တော်တော်မှာစားမကြမ်းမှာတော့ဒီမဲ့ကိုယ်တော်ကိုယ်တော်အပြင်ကျမ်းမာခြင်းပေးတော်ပေးနေတယ်ကိုယ်တော်ပြည့်စုံတယ်ကိုယ်တော်ဘုန်းတော်ကိုယ်တော်ပြည့်စုံတယ်အိုးလာပြပေးပါဘုန်းတော်ကိုပြည့်စုံတော်ပါဒီမဲ့တော်တော်ပြဒီတင်တော်သူ့ဘောတော်တင်တော်အသက်ရှင်တော်တင်တော်အဲဝိဂရီလောက်တော်တင်တော်ပြည့်စုံတော်ပါဒီဥစ္စာမှာဆက်ရတဲ့တော်လူကြီးများတရားစီပေါ်ကိုစကားပြောတော်မူပါကိုရောကိုဦးကောင်းနေရမှာထားတော်တင်တော်ပြည့်စုံတော်မူပါကိုရောဓမ္မတရားနဲ့ညီအုပ်ချုပ်တော်မူပါပြည့်စုံတော်မူပါအိုးဘာပြန်တဲ့စသဖြင့်မာများတင်ထောင်များအိုးဒီအုံးများကြောက်ပြီးမှဘုံတော်အတွက်သုံးပြီးတော့မှာဒီဒီမှာကျွန်တော်ပြည့်တော်မေတ္တာရရှိပါမယ်ဆိုတော့ဘုရားကိုရောကိုကျေးဇူးတင်တယ်ငါကိုခေါ်လို့ဆင်းရဲတဲ့ဒီမဲ့နည်းတော့အရာတော့ငါပြမယ်ဆိုတော့ဘုရားတော်ရှိတဲ့အတိုင်းဒါရဒီကိုရောရှေ့တော်မှာနှိမ့်ချဆိုတော့ကိုချင်းကချပါအာမင်စေတရေးတော်သူများဝမ်းမြောက်နေတဲ့ချင်းကိုတော့ပေးတော်မူပါအာမင်ကြဖြစ်တော်သူများချမ်းသာခြင်းကိုတော့ပေးသနာတော်မူပါအာမင်ဓမ္မတရားနှုတ်ကပတ်တော်ကိုရှင်းလင်းစွာနားမလည်သေးတော်သူများဝိညာဉ်တော်ပြညာမျက်စိဝိညာဉ်မျက်စိကိုဖွင့်ပေးပြီးနှုတ်ကပတ်တော်ရဲ့လက်ရှမ်းမှုကိုနားလည်စေတော်မူပါကျေးဇူးတရားရဲ့လက်ရှမ်းမှုကိုနားလည်စေတော်မူပါကိုယ်ရဲ့မျက်မှောက်တော်ကိုအစဉ်ခံစားတတ်ပါလို့ကြောင့်မဆာတော်မူပါဘာဗျာခင်အလောက်ကဆင်ပြေတော်သူများအလောက်ကဆင်ပြေတော်ခွင့်ကိုကိုယ်တော်ပြင်ဆင်ပေးနာတော်မူပါအသက်တာထဲမှာလူတော်မရညတာမလို့ဘဝမှာလုံးဝရောင်ရည်တူနေခြင်းမရှိပဲညီဝတ်ခြင်းညီသက်ခြင်းခံစားရတော့သူများအသက်တာထဲမှာဒီနေရာကောင်းလို့ဘာလို့လုပ်ရမလဲဆိုတာကိုမကြည့်မရဖြစ်နေတော့သူဝိချက်စရာလမ်းကိုမသိတော့သူများဘာပြန်ရင်ကိုယ်တိုင်ကိုတော်ဝိချက်တော်လမ်းကိုရှင်းလင်းစွာမြင်စေရှင်းလင်းစွာနားလည်စေပါရှင်းလင်းစွာမြင်သိစေကိုတော်ရဲ့အလိုတော်လမ်းထဲမှာတဲ့မတ်ရှောင်းလာတဲ့တော်မဆာဘာပြန်ရင်ကိုယ့်ရဲ့ကာလဟာကေဆုတော်ကာလဖြစ်တယ်လူမျိုးရေးနိုးထမှုတွေဖြစ်နေတဲ့ကာလဖြစ်တယ်လူမျိုးရေးတဲ့ကိုရောရဲ့အရေးကိုဥစားပေးတော်သူများဖြစ်စေတော်မူပါအာမင်။တမန်တရားကိုရွေးချယ်တတ်တော်သူများဖြစ်စေတော်မူပါအာမင်။ဒီကနေ့ကိုရောရဲ့အလိုတော်ကိုရွေးချယ်ပြီးတော့အလိုတော်လမ်းထဲမှာဘယ်သူကပါပဲပြောပြောအလိုတော်လမ်းကိုပါတစ်စက္ကန့်မှလက်လျှောက်တော့ယုံကြည်သူအယောက်ဆိုတဲ့ဖြစ်စေတော်မူပါ။ဒီအသင်းတော်ဟာဂိုင်းကနာထင်ရှားရာအသင်းတော်လူမျိုးထင်ရှားရာအသင်းတော်မဟုတ်ဘဲနဲ့ခရစ်တော်ထင်ရှားရာအသင်းတော်ဖြစ်စေတော်မူပါအာမင်။ဒီယုံကြည်သူရဲ့အသက်တာထဲမှာခရစ်တော်ရဲ့သရဏတော်သားလေးထင်ရှားစေတဲ့အကြောင်းခရစ်တော်ပြန်မြတ်သောနာမနဲ့ဆုတောင်းဆက်ကပ်ကြမယ်ဖတ်မြတ်စွာဘုရားရှင်။ဒီကြောင့်ဟာလေလုယာကျေးဇူးတော်နော်။ဟာလေလုယာHallelujah.
Okay, shaking. I can see you. Go there again. Yes, I'm here. Look at this. So pretty, huh? I can see you. Hey, look at me. Stop. No, don't do that. Ini